ဆောင်းနေဝင်သွားပြီကျမတို့တရဲနေဝင်လို့လုံးနေရပါတော့အဲ့ဒါလေးတော့မရိုင်းမိလိုက်ဘူးဒါကတော့ရိုလာကိုစတာစီးဖို့စောင့်နေရပါစောင့်နေတဲ့အချိန်မှာသူလိုမျိုးလိုက်စားတယ်ကျမပြောတာအဲ့ဒီဥစ္စာပေါ့နော် spin အဲ့လိုမျိုးလဲနေတဲ့ဥစ္စာကြီးကျမတို့ကြောက်လို့မစီခဲ့ပါဘူးဒါကတော့ Everland အသက်ပါဒီဥစ္စာကိုကြည့်ဖို့စောင့်နေသူရအများကြီးပဲနှစ်ဖက်လုံးမှာဒါလုံးဝကလေးလဲကြိုက်တယ်လူကြီးလဲကြိုက်တယ်ဒါလေးကိုကြည့်ဖို့စောင့်နေကြတဲ့သူတွေပါဒီမှာလေးကျမကြည့်ရတဲ့လောက်ကတော့ကလေးထဲလူကြီးတွေကပို့ပြီးတော့ပြောနေတယ်လို့ပဲဒီမှာအမတရားကတော့ကျမ Tea Express ဘူရာကိုစတာအကြီးစားဆေးရနဲ့ကျမရဲ့ငကတစ်ဖက်ချက်ပြုတ်သွားတာပါပဲဆေးရနဲ့ကိုပြုတ်ကျသွားတာလေကတော့တအားပြင်းနေတစ်ဖက်တောင်မှသပင်နဲ့နေပြောကြံနေရမနေ့ကနှစ်ဖက်လုံးကျွတ်တာဒီဟာကြည့်တော့ကျမတို့၈နာရီကျော်နေပြီ Everland ကည10နာရီပိတ်တာပေါ့နော်ကျမတို့မှာဘာမှလည်းမစားသေးဘူးဘိုက်တွေလည်းစားနေပြီအဲ့ဒီအဆိုင်တွေကလည်းတော်တော်များများက8နာရီဆိုပိတ်ပြီးဆိုတော့ကျမတို့ဒါယူတော့အပီးထိမကြည့်ခဲ့ဘူးမီးရထားအထိပဲကြည့်ခဲ့တယ်အဲ့ကြည့်ပြီးတော့ကျမတို့ညစာစားဖို့အသက်ကုန်ပြေးလွှားပါတယ်ဒီထဲကိုရောက်သွားတဲ့ feeling ကတော့ရန်ကိုပြောရပါတယ်သူတို့ကိုပြနေတဲ့ show ကခလေးကောလူကြီးရောအကြိုက်ပုံစံမျိုးပါတချင်းလေးရလည်းမြူးကြွကြွလေးနဲ့ရှိသမျှ thread တွေလည်းအကုန်မေ့အလုပ်ကိစ္စတွေလည်းမေ့အရန်ကိုပြောခဲ့ရတဲ့အချိန်လေးပါကဲဒါကတော့ Alice in Wonderland ထဲက Alice လေးပါAlice ပြီးတော့ကျွန်မမီးရထားအထိပဲကြည့်ခဲ့တယ်ပြီးတော့ကျွန်မညနေစာစားဖို့KFC တဆိုင်မယ်10နာရီထိဖွင့်တာဆိုတော့အဲ့ဒီကိုပဲပြေးလွှားသွားကြပါတယ်ဒါကျမတို့ညနေစာ KFC စားပြီးတော့ဒါစီးကြမယ်ဆိုပြီးကျမတို့မြူဆွဲတာသူကကျမလည်းမစီးဘူးလို့ကိုယ့်ကိုတယောက်တည်းသွားစီလို့တေးတော်မစီးဘူးလို့ပြောတယောက်တည်းလွတ်လိုက်တော့လည်းငါတယောက်တည်းသွားစီလေအဲ့ဒါကြီးကတော့ကြောက်စရာကြီးစားသမျှဟာလည်းအကုန်ပြန်အန်ထွက်နိုင်တယ်အဲ့နဲ့သူကတယောက်တည်းစီးပြီးတော့ကျမတယောက်တည်းစောင့်နေရရဲဆိုပြီးသူမြန်ပြေးစင်းလာပါရဲ့ပေါ့ပြီးလဲပြီးတော့သူကကျမမတွေ့ဘူးကြော်ပါကျမရဲ့ကိုလို့ခေါ်တဲ့အတန်ကိုတော့တီးခံပြီးတော့နားထောင်ပြကြပါရှင်ဒါကတော့10နာရီလဲထိုးပြီး Everland လည်းပိတ်ပါပြီးအဲ့တော့မှအများကြီးပဲပြန်ထွက်လာကြပါတယ်အဆုံးထိရှိပြီလို့ကျေးဇူးပါ